ဒီနေ့အလုပ်ပိတ်ရက်ဆိုတော့ခိုင်ကျိတ်မှန်မှုံလေးနဲ့ကျိတ်မှန်စီလေးကိုနှက်ပြီးတော့ဒီနေ့ကောင်းလျှော့လိုက်တယ်အမြဲတမ်းအလုပ်လုပ်နေရတဲ့သူတယောက်ဖြစ်တဲ့အတွက်အမြဲတမ်းသပင်ကိုအမြဲတမ်းမတနိုင်ဘူးအမြဲတမ်းအားနေစီးထားတယ်ထုံးထားတယ်အမြဲတမ်းပဲအဲ့လိုလုပ်နေရတဲ့လူပေါ့နော်ပြီးလို့ရှိရင်ဒီမှာဒီထိတ်ကိုကြည့်ကျမထိတ်ကအရင်တော့ဆိုရင်အဲ့လိုမျိုးအမြဲတမ်းအဲ့လိုခွဲတော့လေသပင်တွေကတအားကျွတ်တဲ့အခါကျတော့အဲ့နမအရင်တော့ဆိုရင်ထိတ်ကကွက်ကွက်ကြီးဖြစ်နေဒါပေမဲ့အခုကျမသုံးတာခိုင်ကျိတ်မှန်မှုံကဒါနဲ့ဆိုလို့ရှိရင်နှစ်ခါမြောက်ရှိပါပြီရှင်ဒီမှာထွက်လာတဲ့ result ကလေးကိုကြည့်ပါကျမဒီလိုသပင်လေးကိုအရန်ကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကလျှော်ပြီးသွားတဲ့အချိန်ကျရင်အဲ့လိုမျိုးတုံတုံလေးနဲ့ဖြောင်းဖြောင်းဆင်းဆင်းလေးနဲ့တောင်းတောင်လေးဖြစ်နေပါတယ်ရှင်ရင်တော့ကဆိုရင်အဲ့လိုမျိုးခေါင်းလျှော်လိုက်ပြီဆိုရင်အဲ့လိုမျိုးမနေဘူးသိလားဒါပေမဲ့အခုဒီခိုင်ကျိတ်မှန်မှုံနဲ့ဒီကျိတ်မှန်စီလေးကိုကျမရောနှက်ပြီးတော့သုံးပြီးတော့ခေါင်းလျှော်ပြီးတော့ထွက်လာတဲ့ရလက်ကလေးကဒီမှာဒီလိုလေးပါကျမအရန်ကြိုက်ပါတယ်အရင်တော့ကဆိုလို့ရှိရင်ကျမရဲ့ဒီနားကပြောင်နေတဲ့အကွက်ကြီးလည်းအခုဆိုရင်သပင်အသစ်ကလေးတွေပေါက်ပြီးတော့အရန်ကြီးမပြောင်တော့ပါဘူးအရန်မကွက်လောက်တော့ပါဘူးအဲ့ဒါဆိုရင်ကျမကအခုသုံးတာနှစ်ခါပဲရှိပါသေးတယ်ပြီးရင်ဒီအနောက်မှာလည်းသပင်အသစ်ကလေးတွေထွက်လာပါတယ်ကျမဒီခိုင်းကျိတ်မှန်မုံကိုအရန်ကိုကြိုက်ပါတယ်ရှင်သပင်အရန်ကျွတ်နေတဲ့သူတွေကျမလိုထိတ်ကွက်ထိတ်ပြောင်အဲ့လိုမျိုးဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်ပေါ့နော်ဒီခိုင်ကျိတ်မှန်မုံလေးနဲ့ဒီကျိတ်မှန်စီလေးကိုတွဲသုံးသင်ပါတယ်ရှင်